ဒီဆောင်ကမှာအတိုက်ဆုံး fashion ကတော့ချစ်ကိုတမှုမတပဲထွက်တော်ရတဲ့မမူရေဟုတ်ပါတယ်နော်ဖုံးပါပဲနဲ့အတန်သွေးအတန်ဖန်လုပ်လို့ရတယ်ဖန်ပြီးတဲ့အတန်ကောက်ရဲ professional အတန်ဖြစ်ပါတယ်ခင်ဗျာကိုကလိုက်လွင့်ပြီးတရှင်းစုနေတာပဲဖြစ်ဖြစ်ရိုးရိုးကာလာအုပ်တွေတရှင်းစုနေတာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့အပိုက်ကိုလိုချင်တဲ့နေရာမှာတရှင်းစုနေရင်တလန့်နဲ့ပဲဒီခလုတ်လေးကိုနှိပ်ပြီးတော့အတန်ဖန်ထားလို့ရတယ်ခင်ဗျာဖန်ထားတဲ့အတန်ကလည်းဒီလိုမျိုး normal အတန်ရိုးရိုးအတန်ကြီးမဟုတ်နေပဲနဲ့ကိုရှိန်ထားတဲ့အတိုင်းပဲ professional အတန်ကိုပဲဖန်ပြီးတာဖြစ်ပါတယ်ခင်ဗျာနော်ဒီကေချီယာဆောင်းကရဲ့ screen ပေါ်မှာရှိတဲ့ခလုတ်တွေရဲ့အကြောင်းအသေးစိတ်နဲ့ဆောင်းကမှာပါတဲ့အပေါက်တွေရဲ့အကြောင်းအသေးစိတ်ကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးတော့ပါမယ်ခင်ဗျာကေချီယာဆောင်းကရဲ့မျက်နှာပြင်ပေါ်မှာပါတဲ့ခလုတ်တွေရဲ့အကြောင်းကိုအရင်ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဆောင်းကမှာဆိုရင်တော့အတန် effect စုပေါင်းသူက16တန်ပါပါတယ်နော်အခုတွေ့နေရတဲ့မီးရင်လေးနေနဲ့လေးလုံးချစ်တန်16လုံးလုံးကဒါအတန် effect တွေဖြစ်ပါတယ်ခင်ဗျာနော်ဒါတော့အတန် effect တွေဖြစ်ပါတယ်နော်စိတ်ကြိုက်နှိပ်လို့ရပါတော့ကြိုက်တယ်လို့နှိပ်လို့ရပါတယ်ခင်ဗျာအတန် effect ကသူကစုပေါင်း16တန်ပါမယ်ပြီးတော့ပြီဆိုရင်စောင်းကက်ရဲ့ဘယ်ဘက်မှာလဲလေးလုံးလေးတန်16လုံးထပ်ပါမယ်ဒီဘက်ခလုတ်တွေအကြောင်းကိုပြောပြပြီးသွားမယ်ဒီအောက်ဆုံးကလေးလုံးအတန်ကတော့ဒီဘက်အစွန်ဆုံးခလုတ်ကတော့ဒါတရှင်းအပွင့်ပိတ်ခလုတ်ဖြစ်ပါတယ်နော်ကိုစောင်းကက်နဲ့ဖုန်းနဲ့ကိုBluetooth ချိတ်ပြီးတော့တရှင်းဖွင့်တဲ့အခါကျရင် YouTube ကတရှင်းနေပေါ့နော်လူကြီးကတရှင်းနေကိုဖွင့်မယ်ဆိုရင်စောင်းကနေတိုက်ရိုက်တရှင်းကိုအပွင့်ပိတ်လုပ်လို့ရတယ်။နောက်ဖုန်းမှာသွားပြီးတော့အပွင့်ပိတ်လုပ်စရာမလိုစောင်းကနေရောတိုက်ရိုက်တရှင်းဖွင့်ပြီးလုပ်လို့ရတယ်။ပြီးတော့ပြီဆိုရင်တော့ဒီစောင်းကမှာတော့သတိထားရမှာတော့ Bluetooth ခလုတ်ဖြစ်ပါတယ်နော်။ तू က Bluetooth ခလုတ်ကို BT ဆိုပြီးတော့မရေးထားပါဘူးနော်။ပုံမှန်စောင်းကတွေမှာဆိုရင် Bluetooth ခလုတ်ကို BT ဆိုပြီးတော့ရေးထားပေးပါတယ်နော်။သူကကျတော့ Bluetooth ခလုတ်ကို BT ဆိုပြီးတော့မရေးထားဘဲနဲ့တန်စင်အခရာလေးနဲ့ပြပေးထားပါတယ်နော်။ဒီဒုတိယတစ်လုံးကဒါ Bluetooth ခလုတ်ဖြစ်ပါတယ်နော်။ရွာလေနေမယ်နော် Bluetooth BT ဆိုတော့ရေးထားတဲ့ခလုတ်မပါလို့ Okay ပြီးတော့ပြီဆိုရင်ဒီမှာနောက်ထပ်တစ်လုံးပေါ့နော်။ဒီသုံးလုံးမြောက်ကတော့ဒါ Internet Play ဆိုတဲ့ခလုတ်ဖြစ်ပါတယ်နော်။အကဲအတန်နေကိုက live လို့ပြီးတရှင်းနေပါဆိုတဲ့အခါကျအတန်နှစ်ထပ်ဖြစ်နေတယ်ဆိုရင်တော့ဒီကောင်လေးကိုတစ်ချက်ကြည့်ပေးပါနော်။ဒီကောင်ပွင့်နေတယ်ဆိုရင်တော့live ထဲမှာအတန်နှစ်ထပ်ဖြစ်တတ်ပါတယ်နော်။သူ့ကိုပိတ်ပေးပါခင်ဗျာ။ Okay ပြီးတော့ပြီဆိုရင်ဒီမှာနောက်ထပ်တစ်လုံးရှိမယ်နော်။ဒီကောင်ကကြတော့ကိုအပြင်တန်နေကာပေးတာเนาะကိုအတန်သွေးအတန်ဖန်တဲ့ခါပဲဖြစ်တရှင်းဆိုတဲ့ခါပဲဖြစ်ဖြစ်ကိုရဲ့မိုက်တဲ့ကိုအရှားတန်နဲ့မဝင်တာဖြစ်တော့ကိုရဲ့နားထဲမှာအတန်လုံးဝငြိမ်နေမယ်เนาะအပြင်တန်နေကာပေးတဲ့ခလုတ်ပါမယ်ဒီအောက်ကတန်ကိုပြောပြီးသွားပြီဒုတိယအတန်ကတော့ခလေးတန်လူကြီးတန်အတန်အကြီးသေးဖြစ်ပါတယ်เนาะအတန်အတူးစုပေါင်းသူ့မှာ4တန်ပါမယ်ဒီလိုမျိုးတန်ပါမယ်ပြီးတော့ဆိုရင်ဒီလိုမျိုးတန်ပါမယ်ပြီးတော့ဆိုရင်ဒီလိုမျိုးပါမယ်ပြီးတော့ဆိုရင်ဒီလိုမျိုးအတန်ပါမယ်ခင်ဗျာနော်ခလေးတန်လူကြီးတန်အတန်အကြီးသေးရတော့စုပေါင်းသူက4တန်ပါမယ်တကယ်ကြီးတို့ဒီအတန်တွေကိုသုံးပြီးသွားပြီဆိုရင်ကိုကပြန်ပြီးတော့ပုံမှန်အတန်လိုက်ဖြစ်ရှင်နေဆိုရင်တော့ကိုတရှင်းစုနေကြ Studio ပဲဖြစ်ဖြစ်KDB ပဲဖြစ်ဖြစ်เนาะပြန်သုံးပြရပါတယ်เนาะ Okay ပြီးတော့ပြီဆိုရင်နောက်ထပ်တန်เนาะ3နှစ်မြောက်ပြောပြပေးမယ်3နှစ်မြောက်ရဲ့ဒီဘက်အစုံဆုံးကခလုတ်ကကြတော့ဒါအဆိုတော်အတန်ဖြောက်တဲ့ခလုတ်ဖြစ်ပါတယ်เนาะဒါဆိုရင်အဆိုတော်တန်ပါနေမယ်เนาะဒါဆိုအဆိုတော်တန်ဖြောက်လိုက်ပြီနော်ဒီ K800 ဆောင်းကမှာလည်းအဆိုတော်အတန်ဖြောက်တဲ့ခလုတ်ပါတယ်တကယ်ကြီးနော်တနေ့အတီးလာမှာနော်အဆိုတော်တန်ဖြောက်မယ်ဆိုရင်လည်းတရှင်းတိုင်းဖြောက်လို့မရပါဘူးနော်ပြီးတော့ကျွန်တော်တခုသတိပေးချင်တာကိုအဆိုတော်တန်ဖြောက်မယ်ဆိုရင်ကိုဖြောက်မဲ့တရှင်းရောက်ဖြုတ်မဲ့တရှင်းမှသာဒီခလုတ်ကိုနှိပ်ပေးပါနော်အကေကိုမဖြောက်တော့ဆိုသူပြန်ပိတ်ပေးပါနော်သူ့မပိတ်ပန်တဲ့တရှင်းတွေလိုက်ပတ်ဆိုနေမှာသူတရှင်းတွေကအစင်မပြေပါအောင်နော်ပေါ့ကရဲ့အတန်တွေထွက်နေလိမ့်မယ်ခင်ဗျာโอเคပြီးသွားပြီဆိုရင်ဒီမှာနောက်ထပ်ဒီအလုံးထပ်ပြမယ်နော်ဒီနှလုံးရှိမယ်ဒီနှလုံးကကျတော့ဒါအဓိကကတော့တရှင်းဆိုတဲ့ခလုတ်ဖြစ်တယ်သူ့မှာတရှင်းဆိုဖို့အတွက်ဆိုရင်စတူဒီယိုအတန်ပါမယ် KTV ပါမယ်ကျွန်တော်အခုစကားပြောနေတဲ့အတန်ကတော့ဒါစတူဒီယိုအတန်ဖြစ်တယ်အကေ KTV အတန်ကိုသုံးမယ်ဆိုရင်သုံးလို့ရတယ် KTV အတန်ကကျတော့ Echo အရင်များမယ်နော်တချို့ကကျတော့ Echo crazy ရှိတယ် Echo မှာ Echo အတန်ဟိန်းနေမှာကြိုက်တာနော်တကယ်ဟောခိုင်းဒီကပုံစံမျိုးပဲ့တင်ထန်ထက်နေမအောင်ကြိုက်တဲ့သူတွေကတော့ KTV ကိုသုံး Echo ကတားအလုပ်လုပ်ပါတယ်နော်ဒီဆောင်းကမှာတား Echo အလုပ်လုပ်တယ် brother လို့နော် Echo ခလုတ်ကတော့ဒီမှာဖြစ်ပါတယ်နော် Echo ကိုကြိုက်တဲ့လောက်ထားလို့ရတယ်တိုက်ထဲမှာလည်း A ပါ
အတန်နေထက်နေရမှာ brother လို့နော်အေကူကြိုက်တဲ့ brother တွေကကြတော့ KTV ကိုတုံးပြီးသွားပြီဆိုရင်ဒီဘက်ကအေကူခလုတ်ဖြစ်တယ်ကျွန်တော်အခုစကားပြောနေတာအတန်ဖမ်းနေရတော့ဒါစတူဒီယိုအတန်နဲ့ဖမ်းနေတာဖြစ်ပါတယ်နော်ပြီးသွားပြီဆိုရင်ဒီမှာနောက်တစ်လုံးထပ်ပါမယ်ဒီကောင်ကကျတော့ original ခလုတ်ဖြစ်ပါတယ်ခင်ဗျာ okay နော်ဒါကတော့ original အတန်ကိုကဒီမှာပါတဲ့ effect တွေမသုံးချင်ဆိုရင်လည်းကိုယ့်ရဲ့ပင်ကိုအတန်တိုင်းနဲ့သုံးလို့ရပါတယ်ခင်ဗျာ okay ပြီးသွားပြီဆိုရင်ဒီအပေါ်မှာပါတဲ့နောက်ထပ်နော်လီဒန်မြောက်အပေါ်ကအတန်ကိုပြပေးမယ်ပြီးရင်ဒီမှာ brother တွေ့မယ်နော်ဒီမှာနော်မီးပုံစံနည်းနဲ့နော်ဒီကောင်လေးကကြတော့ပါလဲဆိုရင်ဒီမှာကြည့်နော်ဒီ effect မှာနော်ဒီ effect ခလုတ်ဒီမှာနော်အတန် effect ခလုတ်ဒီရဲ့မီးတွေကို color မျိုးစုံပြောင်းလို့ရတယ်ဒီ sound ကရနော်ဒါ K800 sound ကဖြစ်ပါတယ်နော် brother တို့ဒီတစ်ချက်ကြည့်လိုက်နော်တွေ့လားကိုကြိုက်တဲ့ color ထားလို့ရတယ်နော်သူကဒီမှာနှိပ်ပေးရပါတယ်နော်ဒီ screen ပေါ်မှာရှိတဲ့မီဒီယို color မျိုးစုံပြောင်းလို့ရတယ်နော်ကိုကြိုက်တဲ့ color ထား slide ပုံစံမျိုးတွေထားလို့ရတယ်နော်ဒါဆို